သူကလက်ဟန်ချေဟန်နဲ့သူ့ရဲ့အုတ်ထုပ်ကိုထိန်းချုပ်ပြီးရေတင်ရဲ့လေပင်ကိုဖျက်တိုက်လိုက်ပါတယ်။တစ်ချိန်တည်းမှာပဲချန်ပီယံ3ယောက်ပျောက်ကွယ်သွားခဲ့ပါတယ်။ကွန်လောင်လည်းပြိုင်ပွဲစီခေါ်ဆောင်ခြင်းခံလိုက်ရပေမဲ့သူမပျောက်ကွယ်ခင်မှာသူ့ရဲ့အပေါင်းပါတွေကိုလှမ်းခေါ်ခဲ့ပါတယ်။ဆွန်ညာကကွန်ချီနဲ့တိုက်ခိုက်နေချိန်မှာဂျော်ကြီးကတော့ရှန်ဆုံရဲ့တိုက်ခိုက်မှုကိုခံနေရပြီးရှန်ဆုံကသူ့ရဲ့စွမ်းရည်တွေကိုစုပ်ယူပြီးနေရန်စီလွှတ်ပစ်လိုက်ပါတယ်။ရေတင်ကဝုန်းတိုင်းကျဲပြီးထွက်ပြေးဖို့ကြိုးစားပေမဲ့ရှန်ဆုံကရေတင်ရဲ့စွမ်းအားတွေကိုအဆောင်လက်ဖွဲ့တွေကိုစုပ်ယူပါတော့တယ်။ဆွန်ညာကချက်ချင်းပဲစွမ်းရောင်ကြီးနဲ့ပစ်ခတ်လိုက်တာကြောင့်ရန်သူတွေဟာတခြားနေရာကိုကူးပြောင်းထွက်ပြေးသွားကြပါတယ်။အပြင်လောကမှာတော့ကွန်ချီဟာအေဂရိရဲ့ရင်ဘတ်ထဲကိုအဆောင်လက်ဖွဲ့ထည့်သွင်းပေးလိုက်ပြီးသူ့ကိုမတေမျိုးဖြစ်စေခဲ့ပါတယ်။စက္ကန့်ပိုင်းကြာမှာတော့ရေမြောင်းထဲမှာခန်ဟာသူ့ရဲ့ပြိုင်ဘက်ကိုနဲ့တွေ့ဆုံပြီးကိုကချက်ချင်းတိုက်ခိုက်ခဲ့ပေမဲ့လွယ်လွယ်ကူကူပဲလဲကျသွားခဲ့ပါတယ်။ကိုကစွမ်းရည်နှန်းနဲ့ပြစ်ခက်ခဲလို့ခံရဲ့တူပြုတ်ကျသွားခဲ့ပါတယ်။သူတို့ရဲ့တိုက်ပွဲကစနစ်တကျစတင်ခဲ့ပြီးအပြန်အလှန်တိုက်ခိုက်ကြရင်နောက်ဆုံးမှာကိုကခန်ကိုစွမ်းရည်နှန်းနဲ့ထိမှန်အောင်ပြစ်နိုင်ခဲ့ပေမဲ့ဒါကခန်ကိုအနောက်ဆုတ်သွားစေုံသာရှိပြီးဘာတန်ရာမှမရစေခဲ့ပါဘူး။ကိုကအရှုံးမပေးဘဲဆက်လက်ကြိုးစားခဲ့ပြီးခန်ရဲ့လေပင်ကိုဓာတ်နဲ့မုန်းကရင်ဘတ်ကိုပါထိုးနိုင်ခဲ့ပါတယ်။ဒါပေမဲ့ဒဏ်ရာတွေကချက်ချင်းပဲပြန်လဲပျောက်ကင်းသွားပြီးခန်ကကိုကိုသူ့ရဲ့တူနဲ့ရိုက်နှက်ကချက်ချင်းပဲတက်ပစ်လိုက်ပါတယ်။အဲ့ဒီနောက်သူကကိုရဲ့အလောင်းကိုရေထဲမျောပစ်လိုက်ပါတယ်။တစ်ချိန်တည်းမှာပဲ Jess ဟာလမ်းမပေါ်မှာဂျိန်းနဲ့တိုက်ခိုက်ရပါတော့တယ်။ Jess ကသူမကိုပတ်မနေပြီဖြစ်ကြောင်းပြောရင်းတိုက်ပွဲစတင်ခဲ့ပြီးသူ့ရဲ့ဆက်ရုပ်လက်မောင်းတွေကိုတုံးပြီးသူမရဲ့လက်နက်ကိုဖျက်ဆီးဖို့ကြိုးစားခဲ့ပေမဲ့လက်နက်ကအရန်မာကျော်လွန်းလို့ချိုးဖျက်လို့မရခဲ့ပါဘူး။သူတို့အပြန်လန်ဆက်လက်တိုက်ခိုက်ကြပြီး Jess ကဂျိတ်ကိုလက်နက်ဖြုတ်နိုင်ခဲ့ပါတယ်။သူမကဆက်လက်တိုက်ခိုက်နေစေဖြစ်ပေမဲ့အခုတော့သူမအနေနဲ့ Jess ကိုမတားဆီးနိုင်တော့ဘဲမိနစ်အနည်းငယ်အတွင်းမှာပဲလဲကျသွားပြီး Jess ကပွဲနိုင်သွားခဲ့ပါတယ်။ Jake ကသူ့ကိုအဆုံးစီရင်ဖို့ပြောခဲ့ပေမဲ့ Jess ကကာတာနာကကိုအသက်ချမ်းသာပေးခဲ့တာကိုတတိယပြီးသူမကိုပြန်ထူပေးခဲ့တာကြောင့်သူတို့တည်ရဖြစ်သွားခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲကွန်လောင်ရဲ့ပြိုင်ဘက်ကတော့လူကန်ဖြစ်ပြီးလူကန်ကကွန်လောင်ရဲ့အုတ်ထုတ်ဓာတ်သွားစီကိုမိတောက်တွေနဲ့ပစ်ခတ်ခဲ့ပေမဲ့ကွန်လောင်ကရှောင်တိန်နိုင်ခဲ့ပါတယ်။သူတို့ရဲ့တိုက်ပွဲစတင်ခဲ့ပြီးလူကန်အနေနဲ့အထူးသတိထားရပါတယ်။အကြောင်းကတော့သူဟာကွန်လောင်ရဲ့လက်ချေတိုက်ခိုက်မှုတွေကိုဒါမကသူ့ရဲ့အုတ်ထုတ်ကိုပါရှောင်တိန်သို့မဟုတ်ကာကွယ်နေရလို့ဖြစ်ပါတယ်။သူတို့အချက်အနည်းငယ်အပြန်အလှန်တိုက်ခိုက်ပြီးနောက်ကွန်လောင်ကလူကန်ကိုအသာစီးရသွားပြီးတိုင်တစ်ခုမှာဖိကတ်ထားကတပ်ဖို့ပြင်ဆင်နေပါတယ်။စိတ်ပြအားငယ်နေတဲ့လူကန်ကသူတို့ဟာတစ်ချိန်ကတစ်ဖက်သေးသားတွေဖြစ်ခဲ့တာကိုတတိယဖို့ပြောပြီးဖြောင်းဖြခဲ့ပါတယ်။ဒါပေမဲ့ဒါကကွန်လောင်ရဲ့စိတ်ကိုမပြောင်းလဲစေနိုင်ခဲ့ပါဘူး။ကွန်လောင်ကသူ့ရဲ့အုတ်ထုတ်ကိုတွာလာနိုင်တဲ့မော်တကားအဖြစ်အသုံးပြုပြီးနေရာရွှေ့ပြောင်းကဆက်လက်တိုက်ခိုက်ခဲ့ပါတယ်။သူ့တငယ်ချင်းကိုပြန်ရတော့မှမဟုတ်ဘူးဆိုတာကိုလက်ခံလိုက်တဲ့လူကန်ကအုတ်ထုတ်ကွန်လောင်ရဲ့လက်ထဲပြန်မရောက်ခင်မှာအုတ်ထုတ်ကိုမိရှို့လိုက်ပေမဲ့ကွန်လောင်ကမိတောက်တွေကိုငိမ့်တက်လိုက်ပါတယ်။တိုက်ပွဲကဆက်လက်ပြင်းထန်နေပြီးအပြန်အလှန်တိုက်ခိုက်မှုတွေကြားတဲ့အုတ်ထုတ်နဲ့မိတောက်တွေကပြန်ဝဲနေခဲ့ကနောက်ဆုံးမှာလူကန်ကသူ့ရဲ့ခြေထောက်တွေမှာစွမ်းအားကိုတုံးပြီးအသာစီးရရှိသွားခဲ့ပါတယ်။ဒီတိုက်ခိုက်မှုကြောင့်အုတ်ထုတ်ကကျမ်းပြင်မှာစိုက်ဝင်ပြီးညှက်သွားခဲ့တာမို့ကွန်လောင်ကနောက်ဆုံးစိတ်ပြက်လက်ပြက်နဲ့အသေးအတန်တိုက်ခိုက်ဖို့ကြိုးစားခဲ့ပါတယ်။လူကန်ကသူ့ရဲ့လက်တွေကိုဖမ်းချုပ်ပြီးသူ့ကိုတပ်ပစ်ဖို့အဲ့ဒီအုတ်ထုတ်ပေါ်ကိုပဲပြန်တွန်းချလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့ခန်ကအဆောင်လက်ဖွဲ့ကိုချန်လောင်အိမ်တစ်ခုထဲမှာတင်းစီလိုက်ပါတယ်။ကွမ်ချီကသူ့ကိုဆက်စည်းရိုးရဲ့ရုပ်အလောင်းကိုတောင်းဆိုပြီးသူ့ကိုပါပြန်လဲအသက်သွင်းပေးခဲ့ပါတယ်။နိုင်ပွဲရခဲ့တဲ့ချန်ပီယံတွေကျောင်းတော်ကိုပြန်ရောက်လာတဲ့အခါရေတင်ဟာအသက်လူနေရပြီဆိုတာကိုသိလိုက်ရပါတယ်။ကိုတည်ဆုံသွားလို့ပြန်မလာတော့ဘူးဆိုတာသိလိုက်ရတဲ့အခါသူတို့ရဲ့စိတ်အခြေအနေကပိုပြီးဆိုးရွားသွားခဲ့ပါတယ်။မကြခင်မှာကာတာနာရောက်ရှိလာပြီးရေတင်ရဲ့စွမ်းအားတွေအားနည်းနေပြီဖြစ်ကြောင်းအုပ်စုကိုပြောပြခဲ့ပါတယ်။ဒါကြောင့်မော်တကားပိတ်မသွားခင်ရှောင်းခန်းကိုတားဆီးရမှာဖြစ်ပါတယ်။သူမကရဲတိုက်အောက်မှာတာယာတန်လို့ခေါ်တဲ့မျိုးဗီဇပြောင်းစစ်တီတော်တွေသာအသုံးပြုတဲ့ဥမင်လိုင်ကောင်းဟောင်းတခုရှိကြောင်းပြောပြခဲ့ပါတယ်။အဲ့ဒီနောက်ကာတာနာဟာအပြင်လောကကိုပြန်သွားခဲ့ပေမဲ့လန်ခီကိုဂျိန်းနဲ့အဆောင်နှစ်ယောက်ကပိတ်ဆို့ထားတာကိုတွေ့လိုက်ရပါတယ်။ဂျိတ်ကရက်တောင်တွေကိုသိမ်းယူလိုက်ပြီးကာတာနာကိုတစ္ဆာဖောက်မှုနဲ့ဖမ်းဆီးဖို့အဆောင်တွေကိုခွင့်ပြုခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲစစ်တီတော်တွေဟာတာရာတန်ရွာကိုရောက်ရှိသွားပြီးခေါင်းဆောင်ဘာရာကာနဲ့တွေ့ဆုံခဲ့ကြပါတယ်။လူကန်ကခန်ဟာတာရာတန်တွေကိုကျွန်တွေလိုဆက်ဆံနေရဖြစ်လို့သူ့ကိုဖြုတ်ချဖို့သူတို့ရဲ့အကူအညီကိုတောင်းခံခဲ့ပါတယ်။ဒါပေမဲ့ဘာယာကာကသူတို့မှရှင်ပြိုင်နိုင်မဲ့စစ်တပ်မရှိဘဲမနိုင်ဘူးလို့ထင်တဲ့အတွက်ပြန်သွားဖို့ပြောခဲ့ပါတယ်။လူကန်ကသူ့ကိုတူးချင်းရှင်ပြိုင်ဖို့စိန်ခေါ်ခဲ့ပေမဲ့ဘာယာကာကညှင်းပယ်ခဲ့ပါတယ်။အဲ့ဒီနောက်ဂျော်ကြီးကအဲ့ဒီမျိုးနယ်စုကိုစတင်ဆဲဆူဆော်ကားပြီးဘာယာကာကိုလူကြောက်လို့ခေါ်ကာစိန်ခေါ်မှုကိုလက်ခံလာအောင်ဆွတ်ပေးခဲ့ပါတယ်။ကံမကောင်းစွာနဲ့ပဲဘာယာကာဟာလူကန်နဲ့မဟုတ်ဘဲဂျော်ကြီးနဲ့တိုက်ခိုက်ချင်သွားပါတော့တယ်။တိုက်ပွဲစတင်ခဲ့ပြီးဘာယာကာကသူ့လက်မောင်းမှာထွက်ပေါ်လာတဲ့ဓာတ်သွားကိုတုံးပြီးကြီးစံတွေလိုပစ်ခတ်ခဲ့ပါတယ်။ဂျော်ကြီးကကောင်းကောင်းမကာကွယ်နိုင်ပဲတဲအိမ်အဟောင်းတစ်ခုထဲမှာပုံအောင်မှုစူးစမ်းခဲ့ပေမဲ့ဘာရာကာကသူ့ကိုရှာတွေ့သွားခဲ့ပါတယ်။ပစ္စည်းအချို့ကိုတုံးပြီးဂျော်နီကတိုက်ခိုက်မှုအချို့ကိုကာကွယ်နိုင်ခဲ့ပေမဲ့ဘာရာကာကအရန်တမလွန်းလာကြောင်းသူ့ကိုထိုးနှက်ပြီးအမိုးကိုဖျက်ကလွှင့်စင်သွားစေခဲ့ပါတယ်။ဂျော်ကြီးကမြေပြင်ပေါ်မှာလှိမ့်နေတုန်းဆွန်ညာကအကယ်၍သူကတရုတ်ဆောင်တယောက်ပဲဆိုရင်လည်းအကောင်းဆုံးတရုတ်ဆောင်ပြဖို့ပြောခဲ့ပါတယ်။ဂျော်ကြီးဟာနောက်ဆုံးမှာသူ့ရဲ့စစ်တီတော်စိတ်ဓာတ်ကိုမွေးမြူပြီးအစွမ်းကုန်တိုက်ခိုက်ပါတော့တယ်။အခုတော့သူ့ရဲ့တိုက်ခိုက်မှုတွေကပုံမှုမြန်ဆန်လာပြီးတကယ်ပဲထိမှန်လာခဲ့ပါတယ်။စက္ကန့်ပိုင်းတွင်းမှာပဲသူကဘာရာကာကိုထောက်ပိတ်လိုက်ပြီးသူ့ကိုအာယုံပြောင်းစေကစီးခုံကိုအပြင်းထန်ထိုးနှက်ပြီးတိုက်ပွဲမှာအနိုင်ရရှိသွားခဲ့ပါတယ်။ဘာယာကာကဂျော်ကြီးရဲ့စွမ်းရည်
ကိုသဘောကျသွားပြီးစစ်တီတော်တွေကိုကူညီဖို့သဘောတူလိုက်ပါတယ်။အဲ့ဒီညမှာဘာရာကာကသူတို့ကိုဥမင်လိုင်ကောင်းစီလမ်းပြခေါ်ဆောင်သွားပြီးတကားဝါကအဆောင်တွေကိုတပ်ပစ်လိုက်ပါတယ်။ကံမကောင်းစွာနဲ့ပဲတာရာတန်တွေကိုရဲတိုက်ထဲပေးမဝင်တဲ့အတွက်သူတို့နဲ့အတူလိုက်မသွားနိုင်ခဲ့ပါဘူး။ဒါကြောင့်ဘာရာကာကထွက်ခွာသွားပြီးစစ်တီတော်တွေကတော့ရဲတိုက်ထဲကိုဝင်သွားခဲ့ကြပါတယ်။ရာဇပလင်ခမ်းမထဲမှာခန်ကကာတာနာကိုဘလို့နီးနဲ့စကားပြောလာအောင်လုပ်ရမလဲလို့စဉ်းစားနေပါတယ်။ကွန်ချီကစင်တဲကိုပြန်လဲအသက်သွင်းပေးထားပြီးဖြစ်လို့ကာတာနာရှိမှာပဲသူမရဲ့အမေကိုတက်ပစ်မယ်လို့ချိန်ချောက်ခဲ့ပါတယ်ကာတာနာကနောက်ဆုံးမှာသူမကဘာမြေကိုသွားခဲ့တာမှန်ကြောင်းရေတင်နဲ့တွေ့ချင်ရုံသာဖြစ်ပြီးဒါပေမဲ့ရှာမတွေ့ခဲ့ကြောင်းဝန်ခံခဲ့ပါတယ်ခန်ကသူ့လူတွေကိုကာတာနာကိုမြို့လေရင်ပြင်မှာတန်ကြိုးတွေနဲ့တုံနှောင်ထားဖို့အမိန့်ပေးခဲ့ပါတယ်ဒါဟာတစ္ဆာဖောက်တွေဘာဖြစ်မလဲဆိုတာကိုစံပြအဖြစ်ပြသချင်တာပါစမြောင်လန်းတစ်ခုထဲမှာစစ်တီတော်တွေဟာအဆောင်လက်ဖွဲ့ကိုရှာဖွေဖို့လူခွဲလိုက်ကြပြီးတစုံတစ်ယောက်ကသူတို့ကိုအရေးထဲကနေစောင့်ကြည့်နေတာကိုတော့မသိခဲ့ကြပါဘူးလူကန်ကအဆောင်လက်ဖွဲ့ကိုပထမဆုံးရှာတွေ့ခဲ့ပေမဲ့ခန်ကချက်ချင်းပဲသူ့နောက်ကိုလိုက်လာခဲ့ပါတယ်တိုက်ပွဲတစ်ခုဖြစ်ပွားခဲ့ပြီးလူကန်ကရှောင်းခန်ကိုရိုးရိုးရိုက်နှက်ယုံနဲ့မလုံလောက်ဘူးဆိုတာသိတဲ့အတွက်သူ့ရဲ့အထူးတိုက်ကွက်ကိုထုတ်သုံးလိုက်ပါတယ်အေယာမမီးနဂါနှစ်ကောင်ကိုရှောင်းခန်စီပစ်လွတ်လိုက်ပြီးခန်ဟာမီးတောက်တွေကြားထဲမှာစက္ကန့်တော်ကြာရက်နေခဲ့ပါတယ်ဒါပေမဲ့ဒါကလည်းသူ့ကိုဒဏ်ရာမရစေခဲ့ပါဘူးစစ်တီတော်တွေဟာလက်ယုံချင်းတိုက်ခိုက်မှုကိုဆက်လက်လှုပ်ဆောင်ခဲ့ကြပြီးလူကန်ကခန်ကိုလက်နက်ဖြတ်အုပ်နိုင်ခဲ့ပါတယ်ဒါကြောင့်သူကိုကောက်ယူပြီးအဆောင်လက်ဖွဲ့ချန်လောင်အိမ်ကိုဖျက်ဆီးဖို့ကြိုးစားခဲ့ပါတယ်ကံမကောင်းစွာနဲ့ပဲခန်ကသူ့ကိုတားဆီးပြီးလဲကျသွားစေခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲ Jess ရောက်ရှိလာပါတယ်ဒါကြောင့်လူကန်ကရှောင်းခန်ကိုသူ့ရဲ့အပြင်းထန်ဆုံးမိတိုက်ကွက်တွေနဲ့အာယုံရဲထားစဉ် Jess ကသူ့ရဲ့စက်ရုပ်လက်မောင်းတွေကိုတုံးပြီးချန်လောင်အိမ်ကိုဖျက်ဆီးခဲ့ပါတယ် Jess အဆောင်လက်ဖွဲ့ကိုမယူနိုင်ခင်မှာပဲခန်ကလူကန်ကိုတွန်းထုတ်ပြီး Jess ကိုပြန်လည်တိုက်ခိုက်ခဲ့ပါတယ်ကြော်ကြနဲ့ဆိုညာတို့ပါရောက်ရှိလာချိန်မှာခန်က Jess ရဲ့လက်မောင်းတစ်ဖက်ကိုသူ့ရဲ့တူနဲ့ထိုးဆိုင်ပြီးဆွဲဖြတ်ပစ်လိုက်ပါတယ်ဆိုညာကခန်စီကိုစွမ်းရောင်ကြီးအချို့နဲ့ပစ်ခတ်ခဲ့ပေမဲ့ခန်က Jess ရဲ့လက်မောင်းပြက်နဲ့သူမကိုပြန်ရိုက်ခဲ့ပါတယ်ဝမ်းနည်းစရာကောင်းတာကသူကတန်မာလုံးလို့သူမကိုလဲကျသွားစေဖို့အချက်နှင်းငယ်သာလိုအပ်ခဲ့ပါတယ်သူမကိုအဆုံးစီရင်တော့မဲ့အချိန်မှာ Jess ကသူ့ရဲ့ကြမ်းရှိနေတဲ့လက်မောင်းတစ်ဖက်နဲ့ကာကွယ်ပေးခဲ့ပါတယ်သူတို့ခဏမြဆက်လက်တိုက်ခိုက်ကြပြီးရှောင်းခန်က Jess ကိုထပ်မံလဲကျစေကသူ့ရဲ့အခြားလက်မောင်းကိုလည်းတူနဲ့ထပ်မံရိုက်နှက်ခဲ့ပါတယ်တစ်ချိန်တည်းမှာပဲကြော်ကြီးကအဆောင်လက်ဖွဲ့ကိုယူဖို့ပြေးသွားခဲ့ပါတယ်ဒါပေမဲ့ဆက်စည်းရိုးပေါ်လာပြီးအဲ့ဒါကိုအရင်ဦးဆုံးလူယူသွားခဲ့ပါတယ်ခန်ကဒီအာယုံပြောင်းမှုကိုတုံးပြီး Jess ကိုတိုင်းတစ်ခုစီလွှင့်ပစ်လိုက်ကလက်နဲ့လေဘင်းကိုထိုးဆိုင်ပြီးရဲရဲဆက်ဆက်တက်ပစ်လိုက်ပါတယ်